ရေကိုဘူးလို့ပြောလာတယ်လူ900ကျော်သားအဲ့ဒါအနှစ်သက်သက်ဟာအဲ့ဒီအနှစ် ဘလားလေလား ဒီစေဆိုမှဒီမှာ သုံးကြီးတယ် ဘာလို့လဲဆရာတာယူဆံကပါတော့ ဒါတော့ ဟာတော့ ရခိုင်မုတ်တီတော့အမိုင် ဘာဟာရခိုင်မောက်ဒီမဟုတ်ရှမ်းမောက်ဒီတော့ ဘဘကကစရကြောင်တွေကကိုကြီးကတော့နှကန်းစုပြီး ကျော်ဆယ်ယူ နှကန်းစုပြီးတော့တုံနေပါရဲ့အာဆင်နယ်ခွက်ပြောက်သွားလို့ ကော်ဖီခွက်လေးတော့ရလိုက်တယ်ကော်ဖီခွက်လေးရလိုက်တယ် ဒါပဲပြောနေဒါပဲပြောနေကြတာဟုတ် ခုနရေခိုင်ပါဖို့လဲဆိုတော့အဲ့ဒါဖို့ရလေ ရေခိုင်လား ဘာဖို့လဲမသိဘူးကြီးလာအောင်ပါဆိုတော့ မင်းတော့မျောနှင်းချက်ရှိသေးတယ် ဒီမောင်ရတော့ဆရာမကြီးပါ ဘာအကြီးဆုံး အဲ့ဒီဘာကမှရှိပါဘူးဒါလည်းမဖြစ်ဘူး ဒါမှမဟုတ်ဘာသာဆရာရ အဲ့ဒီနောက်မှ तू ကတော့ဟိုကလုံးလို့မရတော့ဘူးလေ ဒါတော့အကင်လန်းဦးလေး तू ကဟိုက तू လည်းပြုတ်သွားမှဆို तू လည်းပြုတ်ခိုင်းဆိုမရှိတော့ဘူးဆောင်းနေရပါအဲ့လိုတော့မဖြစ်ဘူး တကောင်းလား ပြော့ဒီပဲရတာမပြင်းဘူးဖြစ်နော် လူပြည့် ဟုတ်တယ်ဒီလေးဟဲ့လေးမိုင်နဲ့ဇီယာလင်းလားဇီယာပြိုးလား လင်းနိုင်ဘူးဘောညီကိုတော့ဖြစ်တော့ပြီလား လာလေလာလေဒီပါဦးမလာပဲမလာဘူးလားလို့ဆိုပြီးတော့ ဒါတော့အကရှမ်ပီယံ ကရှမ်းပြီ ယတိယတိ ဝဒီခါဒါလေရကြရေဝဲလားအဆွေးဖြစ်ရလားဒီမကြီးတယောက်မှမျက်နှာငယ်လေးနဲ့ ဘယ်လိုလဲဒီပေါ်တော့